ဟာဘသူလဲဆိုတဲ့မေကွန်အတွေ့ကိုမိတ်ဆွေအတွေ့တဲ့မိတ်ဆွေမေကွန်ရှိခဲ့ဘူးပါသလားမိတ်ဆွေရဲ့တငယ်ချင်းအတိတဲကယေရှုအကြောင်းကိုပြောပြတဲ့အခါမှာယေရှုကဘသူလဲဆိုတဲ့အရာမျိုးပေါ့မင်္ဂလာပါမိတ်ဆွေဒီကနေ့အဲ့ဒီရဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ဝေမျှပေးသွားချင်ပါတယ်ယေရှုဟာနံပါတ်1တစ်ချက်ဖခင်သခင်ဖြစ်တယ်ခင်ဗျပြီးတဲ့အခါမှာဖန်ဆင်းရှင်ဖခင်သခင်ဖြစ်တယ်ယေရှုဟာလောကကမ္ဘာမိုးမြေစัจ java လာနဲ့ကမ္ဘာပေါ်ရှိအရာရာတိုင်းပြီးတော့ကျွန်တော်တို့လူသားတို့တရက်လုံးတစ်ပင်ပန်းပန်းနေတရိษံနေအားလုံးကိုဖန်ဆင်းခဲ့တဲ့အရှင်ထာဝရဘုရားဖြစ်တယ်ဒီအကြောင်းအရာလေးပြင်နောက်တစ်ချက်ကဘာလဲဆိုတော့ယေရှုဟာလူသားတွေကိုအပေငရဲကနေကယ်တင်ပေးတဲ့အပြစ်တရားအပြစ်အကုသိုလ်တွေကနေကယ်တင်ပေးတဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလည်းဖြစ်ပါတယ်ကျွန်တော်တို့အားလုံးပေါ့နော်ဘယ်လူသားပဲဖြစ်ဖြစ်ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းဟာဒီနေ့မှာနည်းနည်းများများကျွန်တော်တို့တွေအပြစ်တွေလုပ်ကြတယ်မစုံလင်ကြလို့လေနော်ကောင်းတဲ့လူတွေဖြစ်ခြင်းပေမဲ့လည်းစိတ်ရဲ့ဖောက်ပြန်မှုတွေကြောင့်ကိုယ်ခန္ဓာရဲ့ဖောက်ပြန်မှုတွေကြောင့်စိတ်အားဖြင့်ကာယအားဖြင့်နှုတ်အားဖြင့်ကျွန်တော်တို့တွေတခုမဟုတ်တခုကျွန်တော်တို့တွေကျူးလွန်ကြတယ်ဒီနေ့ကျွန်တော်တို့ကောင်းတာနည်းနည်းလှုပ်လိုက်ပေမဲ့နောက်နေ့မှမကောင်းတဲ့အရာရှိကြတယ်ကျွန်တော်တို့စကလုံးတွေရှိကြတယ်လေရခင်တုန်းကတော့ဗာပြောကြလဲဆိုတော့ကုသိုလ်တပည့်ငရေတပိတာတဲ့ဒါပေမဲ့အခုတော့ဗာထပ်ပြီးတော့ဒီပေါ်ထွက်လာလဲဆိုတော့ကုသိုလ်တပည့်ငရေတက်လေတဲ့ဆိုလိုချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့လှုပ်တဲ့အရာတွေကကောင်းတာနည်းနည်းလေးပဲလှုပ်ကြတယ်မကောင်းတဲ့အရာကအယံများတယ်ဆိုတဲ့အဓိပ္ပာယ်ဒီနေ့အပြင်ကျွန်တော်တို့တွေကိုဒီမကောင်းတဲ့အမှုရာတွေကနေကျွန်တော်မကဲတင်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဒီနေ့အပြင်ယဉ်နေတဲ့သူတယောက်ကကိုပြန်ကယ်လို့မရတယ်လို့မျိုးပေါ့နော်တစုံတယောက်ကလာကယ်မှပဲသူအသက်ရှင်လွတ်မြောက်ရတယ်လို့မျိုးပဲကျွန်တော်လူတွေကကိုပြန်ကယ်ဖို့ကြိုးစားနေတဲ့အရာကိုယေရှုဖခင်ကတနာတော်မူတဲ့အခါမှာဖခင်သခင်ကတနာတော်မူတဲ့အခါမှာကျွန်တော်တို့တွေကိုသူ့ရဲ့တပါးသီးတော်သားတော်ယေရှုကိုကျွန်တော်တို့ကိုပေးတာဖြစ်တယ်ဒါကြောင့်မို့ယေရှုဟာကယ်တင်ရှင်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ပြောပြချင်တယ်ဆိုတော့မိတ်ဆွေကဟုတ်ပြီယေရှုဟာကယ်တင်ရှင်ဆိုတဲ့ဟာကိုမိတ်ဆွေကြားသိပြီဆိုရင်ဒီယေရှုကမိတ်ဆွေတဲ့ဘာတွေလုပ်ခဲ့လဲဆိုတော့မိတ်ဆွေရဲ့အပြစ်အကုသိုလ်တွေခံရမဲ့ဝိတ်ကြွေးတွေအားလုံးကိုယေရှုဟာသူ့ရဲ့အသက်ခန္ဓာအားလုံးကိုပေးဆက်ပြီးတော့အသေးခံပေးသွားတာဖြစ်တယ်မိတ်ဆွေဖြည့်ရှင်းရမယ့်အရာအားလုံးကိုသူဖြည့်ရှင်းပေးသွားခဲ့တာဖြစ်တယ်ဒီအရာကိုမိတ်ဆွေကယုံကြည်တယ်လက်ခံတယ်ဆိုရင်မိတ်ဆွေအတွက်ယေရှုဟာကယ်တင်ရှင်ဖြစ်သွားပါပြီမိတ်ဆွေရဲ့အပေတကားတွေပိတ်သွားတယ်နောင်တမလွန်ရေးအတွက်မိတ်ဆွေဟာစိတ်ချရမှုဖြစ်သွားတယ်ဒါအပြင်အဲ့တစ်ချက်ပဲမဟုတ်ဘူးယေရှုဟာဒီကနေ့ထိကျွန်တော်တို့ကိုကယ်မတော်မူတဲ့အရှင်ထာဝရဘုရားလည်းဖြစ်တယ်ဥပမာပေါ့လူလောကမှာရှိနေစဉ်ကမှာလောကရဲ့အပူမွေးတွေကြုံရတယ်လောကရဲ့ဆင်းရဲဒုက္ခတွေကြုံရတဲ့အခါမျိုးတွေမှာဘယ်လိုလုပ်ကြမလို့ဘယ်လိုဖြေရှင်းကြမလို့နော်လူတိုင်းသူ့အပူနဲ့သူရှိနေကြတဲ့အခါမှာမဖြေရှင်းနိုင်တဲ့အခါမှာယေရှုဖခင်ဖြေရှင်းနိုင်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်လည်းပြောပြချင်တယ်ဒါကြောင့်မလို့ဒီနေ့ဒီရဲ့ဗီဒီယိုလေးကိုကြည့်ရတော့မိတ်ဆွေအနေနဲ့ယေရှုဟာဖခင်စစ်ဖခင်မှန်ဖြစ်တယ်ပြီးတော့လောကကမ္ဘာမိုးမြေစัจ java လာနဲ့ကျွန်တော်လူသားတွေအားလုံးသူဖန်ဆင်းခဲ့တာဖြစ်တယ်ဆိုတဲ့ချက်ရဲ့နောက်တစ်ချက်ကတော့ယေရှုဟာကယ်တင်ရှင်ဖြစ်တယ်နောင်တမလွန်အတွက်လည်းကယ်တင်ရှင်ဖြစ်တယ်ယခုပြစ္ဆုတ်ပံကာလအတွက်လည်းကယ်တင်ရှင်ဖြစ်တယ်မိတ်ဆွေကိုကျွန်တော်အနေနဲ့အားပေးခြင်းတယ်ခွန်အားပေးခြင်းတယ်ဒီယေရှုဖခင်ကိုမိတ်ဆွေရဲ့ဘဝမှာမိဆန်းကြည့်ပါခေါ်ကြည့်ပါဒီယေရှုဖခင်ကိုမိတ်ဆွေရဲ့ဘဝမှာတိုင်တယ်ကြည့်ပါယေရှုဟာအမှန်တကယ်ဖန်ဆင်းရှင်ဖြစ်တော်မူကြောင်းနောင်တမလွန်ရေးအတွက်လည်းအာမခံပေးတဲ့အရှင်ဖြစ်ကြောင်းဒီရဲ့ယခုပြစ္ဆုတ်ပံအတွက်မှာလည်းအာမခံပြီးတော့မဆားတဲ့အရှင်ဖြစ်ကြောင်းမိတ်ဆွေကို၌တကယ်ပဲသိရှိလာမယ်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှနေဒီညမှာညီကုံချုပ်တဲ့မိတ်ဆွေကိုဖခင်ကောင်းကြီးပေးပါစေ